ဖြစ်ပေါ်လာစေတဲ့အတွက်ဘာတိကုလိုဝေအားဖြင့်သိရှိစေတဲ့ဘာဝရဒနာကုသိုလ်ဖြစ်သောဒီလိုရေကံကုလိုနာဖြစ်တဲ့ရေရတုပေါ်ခြင်းရေရရေကံကိုအပြီးအမြဲဆက်တဲ့တကွာအပြီးအမြဲတူရန်တဲ့ဘာဝရဒနာကုသိုလ်ကောင်းမှုတို့ကိုမိမိတို့လူတန်းတယ်အဲ့တော့အဲ့လိုလူတန်းခြင်းဟာမိမိတို့သာသနာတော်အတွက်ကိုလည်းပဲအထောက်ပံ့အမတန်မှထိရောက်တဲ့အထောက်ပံ့တွေလည်းဖြစ်တယ်ဒီနေ့မိမိတို့လူတန်းတဲ့နာနာကောင်းမှုတွေဆိုတာအဲ့တော့ဒီကနေ့မိမိတို့လူတန်းတဲ့နာနာကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘာဟောထားတယ်ဆိုလို့ရှိရင်ပုံညခေတောဇံလောကောသာတိမောသာသနုဆိုတော့အဲ့တော့အဲ့ဒီအချက်သုံးချက်တွေကနံပါတ်1ပုံညခေတောဇံလောကောဒီလူဘုံလူဘဝလောကကြီးဒီပုံညခေတောကောင်းမှုမျိုးစုံကိုရှင်းဆုံးပေါ်ပေါက်ရအခွင့်အခါကြီးလည်းဖြစ်ပါပြီအဲ့တော့ဒီကနေ့လူရှင်လူမတွေလူဘုံလူလောကလူဘဝကြီးတွေကိုရလာခဲ့တယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီပြောတာဘယ်လိုဟောထားလဲဆိုလို့ရှိရင်ကောင်းမှုမျိုးစုံကိုဆိုင်ပြီးတဲ့ထက်ကအခွင့်ကောင်းအခါကောင်းဖြစ်တဲ့ဘဝကြီးပါပဲအဲ့တော့ကောင်းမှုမျိုးစုံဆိုတာကဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုကစပြီးတော့မိမိတို့သမထဝိပဿနာကျင့်စဉ်တွေကောင်းမှုအများကြီးပြုလုပ်လို့ရတယ်အဲ့တော့အဲ့ဒီဘုံလောကကနေပြီးတော့သမထဝိပဿနာကောင်းမှုတွေကိုပြုပြီးတော့အကျင့်တရားတွေကိုသိပြီးတော့နောက်ဆုံးမဂ္ဂင်လေးကိုရောက်နိုင်တယ်ဒါကြောင့်မို့သာဘုံသားကတော့အရင်လောကသာတိမောသာသနုဆိုလို့နောက်နံပါတ်2ကသာတိမောသာသနုဆိုလို့သာတိမောသာသနာတော်ရဲ့အသက်သွေးသောတပွဲဖြစ်တော့ဒိဋ္ဌိနဲ့လည်းပြည့်စုံနေပါပြီအဲ့တော့ဟာလာဘုရားတို့အခုဘုရားဘာသာကိုဒီကနေ့လူရှင်တို့မှာမိမိတို့ကြည်ညိုကိုးကွယ်ဆိုတဲ့ယန္တနာ၃ပါးဆိုတဲ့သာသနာတော်မြတ်ကြီးဓမ္မဝိနည်းဆိုတဲ့သာသနာတော်မြတ်ကြီးအဲ့ဒီသာသနာတော်မြတ်ကြီးရဲ့ဟာလာအသက်သွေးသောဟာတိမ်လို့လည်းပြောလို့ရတယ်အခုဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမရှိတော့ဘူးဒါပရိနိဗ္ဗာန်ပြုသွားပြီပရိနိဗ္ဗာန်ပြုသွားသည့်တိုင်အောင်ဒီနေ့တိုင်အောင်သာသနာတော်ကြီးတည်တတ်နေတယ်ဟာလာမိမိတို့ကိုယ်ကိုယ်ပူဇော်နေရတယ်ဘုရားပူဇော်ဝင်ရနေတယ်သမထဝိပဿနာတရားတွေအရှင်တရားတွေကိုပွားများနေနိုင်တယ်ဆိုတာဟာဒီသာသနာတော်ကြီးတည်တတ်နေလို့အဲ့ဒီသာသနာတော်ကြီးတည်တတ်နေလို့ရအတွက်သိဆိုတာလည်းပဲဒါအသက်သေးလို့တော်ဖြစ်တယ်ပေါ့အခြားခြားရာဝတ္ထုတွေလည်းပဲဟာလာသင်္ကတ်တို့ရည်တည်တဲ့ပရိယတိလုပ်ငန်းတွေဒါလည်းပဲရှိတယ်ပေါ့အဲ့ဒီတည်းမှာဟာလာဘုသိဆိုတာလည်းမိမိတို့လူတန်းတဲ့သိဆိုတာလည်းပဲသာသနာတော်ရဲ့ဒါအသက်သေးလို့တော်ဖြစ်တယ်သိရှိမှဟာလာဉာဏ်ပြုလို့ရတယ်ဉာဏ်သိမရှိရင်ဉာဏ်ပြုလို့မရဘူးရပါမလားမရဘူးเนาะသိမရှိရင်ဉာဏ်ပြုလို့လည်းမရဘူးအခြားတော့ကံတိကံငယ်တွေကိုလည်းပဲဒါပြုလို့ဆောင်လို့မရဘူးအဲ့တော့သိဟာသာသနာတော်အတွက်ရည်ကြည်တယ်ဘာကြောင့်ရည်ကြည်လဲဆိုရင်သာသနာတော်မှာဒီဉာဏ်တွေရှိမှသာသနာတည်မှာအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူ့ရဲ့သာသနာတော်ကိုတရားမင်းကြီးကိုလည်းပဲအနှိမ့်ခဲ့တာမဟုတ်ဘူးเนาะဒီမှာမင်းကြီးကိုလည်းပဲအနှိမ့်ခဲ့တာမဟုတ်ဘူးဒီသာသနာတွန်းရှည်ဖို့အတွက်တည်တံ့ဖို့ရာအတွက်ခြားခြားသောပုဂ္ဂိုလ်တွေစင်ကြယ်ဝိမင်းတရားမင်းဒီမှာမင်းအစရှိတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိနေကြတဲ့အရိဒရိပိရိယေသမရဝန္တိတို့အစရှိတဲ့ပုဂ္ဂိုလ်တွေကိုသာသာလို့အဲ့လိုအမှန်တန်ဘုံဘုအားလို့ကြီးကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေတော့မှဒီသာသနာတော်ကိုထိန်းသိမ်းတာလို့မရဘူးအဲ့တော့သာသနာတော်ကိုထိန်းသိမ်းကြဖို့ရတယ်ဒါပရိယတိကအခြေခံဖြစ်တယ်အဲ့ဒီပရိယတိကိုဆောင်ရွက်နိုင်တာဘုရားကပြောတယ်သဘောရှင်မှန်တဲ့ရှင်ဘုရားကြီးရဲ့တရားအစရှိတဲ့ပုဂ္ဂိုလ်တွေလည်းပဲမစွမ်းနိုင်ဘူးเนาะအဲ့တော့နတ်ဘုံနတ်လောကမှာသူတို့နေကြတဲ့အခါကျတော့ကာမဂုဏ်စိတ်တွေခံစားပြီးတော့နေတာဒီပရိယတိကိုဆောင်ရမယ်ဟုတ်တယ်เนาะဒါကြောင့်မလို့လူဘုံလောကမှာတဲ့မြတ်စွာဘုရားရဲ့ဒီသာတာဝကသံဃာတော်တွေဖြစ်တဲ့ပရမတ္ထသံဃာရိယသံဃာကြီးကစပြီးတော့ဒီနေ့သမုဒိသံဃာတိုင်အောင်ဒီပရိယတိသံဃာတော်ကြီးကိုထမ်းဆောင်လာခဲ့ကြတယ်အဲ့တော့ဒီပရိယတိသံဃာတော်ကိုထမ်းဆောင်နေကြတဲ့ဒီသံဃာတော်တွေမရှိဘူးဆိုရင်ဒီသံဃာတော်ကြီးလည်းပဲမတည်နိုင်ဘူးတဲ့အဲ့တော့ဒီသံဃာတော်ကြီးဒီသံဃာတော်ပရိယတိသံဃာကိုထမ်းဆောင်ဖို့ရတဲ့ဒီသံဃာတော်တွေဘယ်ကဖြစ်လာတာလဲဆိုရင်သင်္ဃဖြစ်လာတယ်မိမိတို့ဒီကနေ့ထူရမ်းတဲ့သင်္ဃဖြစ်လာတာသိဆိုရဲဆိုပါအဲ့လောက်ကြီးသာသနာတော်အတွက်ဒါရေးပါတယ်အရေးကြီးတယ်เนาะဒါကြောင့်မလို့သာသနာတော်ရဲ့အသက်သွေးကြောတပွဲဖြစ်တဲ့ဒါအသိဉာဏ်သူဖြစ်တယ်ဆိုတာကိုမိမိတို့သိရှိသဘောပေါက်ပြီးတော့ငါတို့ဒီနေ့ပြုလုပ်တဲ့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုကတာမင်ကကုသိုလ်ကောင်းမှုမဟုတ်ဘူးအ
မတန်ထူးမြတ်တဲ့ဟလာသာသနာတော်အတွက်အင်မတန်မှအကျိုးကျေးဇူးကြီးမားတဲ့လုပ်ငန်းတစ်ခုကိုငါတို့လုပ်လိုက်ရတာပါလားလို့အဲ့ဒီလိုတွေးပြီးတော့ကိုယ့်ကိုယ်ကိုဒါဝမ်းမြောက်ခြင်းနဲ့မှုဖြစ်ရတယ်နော်ဒါကြောင့်မလို့ဒီကနေ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာဒါအသိဉာဏ်ပညာရှိလို့လုပ်တာလားအသိဉာဏ်ပညာမရှိလို့လုပ်တာလားအသိဉာဏ်ပညာရှိလို့လုပ်တာအသိဉာဏ်ပညာဆိုတာကဘာလဲဆိုလို့ရှိရင်ပြစ္ဆုတ်ကံတန္တရာနှပြသောအကျိုးစီးပွားတွေကိုဟလာသိဉာဏ်တတ်တဲ့အသိဉာဏ်နော်ဟလာအသိလိမ္မာလို့ခေါ်တယ်ပြစ္ဆုတ်ကံတန္တရာနှပြသောအကျိုးစီးပွားတွေမှာလိမ္မာကျွမ်းကျင်တဲ့ဟလာသိဉာဏ်တတ်တဲ့အသိဉာဏ်